တခါတလေမှာကျွန်တော်တို့ဘဝဟာကိုဖြစ်ချင်တဲ့အတိုင်းဖြစ်မလာတတ်ဘူးဆူတောင်းတယ်မျှော်လင့်တယ်စောင့်စားတယ်ဒါပေမဲ့ဘာမှထူးမလာတဲ့အခါမျိုးမှာငါ့ကိုတော့အားလုံးကစွန့်ပစ်လိုက်ပြီးမျှော်လင့်ချက်မရှိတော့ဘူးလို့ခံစားရတတ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကြုံတွေ့နေရတဲ့အခက်အခဲတွေဟာပုံမူကောင်းမွန်တဲ့အနာဂတ်အတွက်ပိုကြီးမားတဲ့စီမံကိန်းတစ်ခုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေခဲ့ရင်ပေါ့ကြီးမားတဲ့ဘေးဒုက္ခလို့ထင်ရတဲ့အရာကတကယ်တော့ကျွန်တော်တို့ကိုပိုကောင်းတဲ့လမ်းစီပို့ဆောင်ပေးနေတာဖြစ်နေရင်ပေါ့တခါကပင်လယ်ထဲမှာတင်မောကြီးတစ်စင်းဟာပြင်းထန်တဲ့မုန်တိုင်းတန်ကြောင့်နစ်မြုပ်သွားခဲ့ပါတယ်တင်မောပေါ်ပါလာသူအားလုံးတေဆုံးသွားခဲ့ပေမဲ့လူတစ်ယောက်ကတော့ကံကောင်းထောက်မစွာနဲ့အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူဟာသတိမိမျောနေရင်းနဲ့လူသူမရှိတဲ့ကျွန်းတစ်ကျွန်းပေါ်ကိုရောက်ရှိသွားခဲ့ပါတယ်သတိရလာတဲ့အခါမှာတော့တကျွန်းလုံးမှာသူတယောက်တည်းဖြစ်နေတာကိုသိလိုက်ရတဲ့သူဟာမျောလင်းချက်မဲ့စွာနဲ့ကောင်းကင်ကိုကြည့်ပြီးဆူတောင်းတဲ့ကိုဖျားသခင်ကျွန်တော်ကိုကူညီပါဦးကဲတင်မဲ့သူတယောက်ယောက်လွတ်ပေးပါဦးတဲ့ဒါပေမဲ့တနေ့ကုန်သွားတဲ့အထိဘာအကူညီမှရောက်မလာခဲ့ဘူးရက်အနှဲငယ်ကြာလာတဲ့အခါမှာတော့သူဟာမျောလင်းချက်တွေကုံဆုံးသွားပြီးစုမတောင်းတော့ပဲစိတ်ပြက်လက်ပြက်ဖြစ်လာခဲ့တယ်ဒါပေမဲ့အသက်ရှင်ဖို့အတွက်ကိုအားကိုကိုပြီးတကိုင်းတွေနဲ့အမိုးကာလေးတစ်ခုဆောက်တဲ့အုံတီးကူးတဲ့ငါးဖမ်းပြီးစားတောက်ခဲ့တယ်ရက်ပေါင်း20လောက်ကြာလာတဲ့အခါမှာတော့သူဟာလွတ်မြောက်ဖို့လုံးဝမျှော်လင့်ချက်မရှိတော့ဘူးလို့ယူဆပြီးတကိုင်းတွေနဲ့တေချာတဲ့အိမ်လေးတစ်လုံးကိုအားစိုက်ပြီးစောက်လိုက်တယ်။တနေ့မှာတော့အုံသီးသွားကူပြီးပြန်လာတဲ့အခါသူ့ရဲ့တဲလေးဟာမိခိုးတလူလူနဲ့မီးလောင်နေတာကိုတွေ့လိုက်ရတယ်။သူတိဆောက်ခဲ့သမျှအားလုံးပြကျသွားခဲ့ပြီးသူဟာကောင်းကင်ကိုကြည့်ပြီးငိုကြွေးရင်းအော်ပြောမိတယ်ဖျားသခင်။ကျွန်တော်အကူအညီတောင်းခဲ့ပေမဲ့ကိုတော့မကူညီခဲ့ဘူး။ကျွန်တော်မှရှိသမျှအမိုးကာလေးကိုတောင်မီးလောင်အောင်လုပ်လိုက်ရသလားဘာလို့ဒီလောက်တောင်ရက်ဆက်ရတာလဲဆိုပြီးတညလုံးဖျားသခင်ကိုအပြစ်တင်ရင်အိပ်ပျော်သွားခဲ့တယ်။နောက်တစ်နေ့မနက်မှာတော့ကျဲလောင်တဲ့အတန်ကြီးကြောင့်သူနိုးလာခဲ့တဲ့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါကျွန်းနီးမှာတင်မောကြီးတစ်စင်းလာဆိုင်နေတာကိုတွေ့လိုက်ရတဲ့သူဟာဝမ်းသာအားရနဲ့တင်မောပေါ်ကိုအမြန်တက်သွားခဲ့တယ်။တင်မောပေါ်ရောက်တော့တင်မောကပတိန်ကိုသူကမေးတယ်ကျွန်တော်ဒီကျွန်းမှာတောင်းတင်နေတာကိုခမများတို့ဘယ်လိုသိတာလဲလို့ကပတိန်ကကျွန်းပေါ်ကနေမိခိုးချက်ပြတာကိုကျွန်တော်တို့မြင်လို့ပါတယောက်ယောက်ရှိနေတယ်ဆိုတာသိတာနဲ့လာခဲ့တာပါလို့ပြန်ဖြေခဲ့တယ်။အဲ့ဒီအချိန်ကြာမှထိုလူဟာမီးလောင်သွားတဲ့သူ့ရဲ့တဲလေးကိုတတိယသွားပါတော့တဲ့ကပတိန်မြင်လိုက်ရတဲ့မိခိုးဟာသူ့ရဲ့ပျက်စီးသွားတဲ့အိမ်လေးစီကလာတာဆိုတာသူနားလည်သွားခဲ့ပြီးဒါဟာသူ့ကိုဒီကျွန်းကနေကယ်ထုတ်ဖို့ဖျားသခင်ရဲ့စီမံကိန်းတစ်ခုပဲဆိုတာသူသဘောပေါက်သွားတယ်ဖျားသခင်ရဲ့အကြံစီဟာသူ့ရဲ့အတွေးထက်ပိုမိုကြီးမြတ်ကြောင်းနားလည်သွားပြီးဖျားသခင်ကိုကျေးဇူးတင်ကသူတန်တရားဝင်ခဲ့မိတာတွေကိုခွင့်လွှတ်ဖို့တောင်းပန်ခဲ့ပါတယ်ကျွန်တော်တို့ရဲ့ဘဝမှာလည်းအခက်အခဲတွေကြုံလာရတဲ့အခါယုံကြည်ချက်တွေပြပြပြီးဖျားသခင်ကိုအပြစ်တင်တတ်ကြတယ်ဒါပေမဲ့ကိုယ့်အတွက်ဘလို့စီစဉ်တွေရှိနေတယ်ဆိုတာကိုကျွန်တော်တို့မသိနိုင်ကြဘူးဖျားသခင်ရဲ့ဉာဏ်ပညာကိုဘယ်သူမှကြိုတင်မခံမှန်းနိုင်ပါဘူးသူဟာတတဝအားလုံးအတွက်ဘယ်အချိန်မှာဘာပေးရမလဲဆိုတာကိုအတိအကျသိပါတယ်ဒါကြောင့်တင့်ရဲ့အစီအစဉ်တွေပျက်စီးသွားတဲ့အခါကိုဖြစ်ချင်တယ်လို့ဖြစ်မလာတဲ့အခါသူ့အပေါ်ယုံကြည်မှုထားလိုက်ပါသူဟာတကားတစ်ချက်ကိုပိတ်လိုက်တိုင်းနောက်ထပ်တကားတစ်ချက်ကိုအမြဲဖွင့်ပေးထားတတ်ပါတယ်ဘယ်တော့မှမျောလင်းချက်မပြတ်ပါနဲ့ဒီပုံမြင်လေးကလူတွေကိုခွန်အားပေးနိုင်မဲ့အရာမို့ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် share ပေးဖို့နဲ့ like လေးပေးပြီးတင်းရဲ့အမြင်တွေကိုပြောပြပေးခဲ့ဖို့မမေ့နဲ့အောင်နော်